အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးသည်အမိန့်အမှတ်52/2025ကို1388ခုနှစ်နဒေါ်လာပြည့်ကျော်6ရက်2025ခုနှစ်ဒီဇင်ဘာလ10ရက်ဒီကနေ့ရက်စွဲဖြင့်ထုတ်ပြန်ပါသည်အဆိုပါအမိန့်အပြည့်အစုံမှာအွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းစားမှုများတိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီဖွဲ့စည်းခြင်းအပိုက်1အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းစားမှုကျူးလွန်မှုများကိုမြန်မာနိုင်ငံအတွင်းလုံးဝအခြေမပြုနိုင်ရေးပြည်တွင်းအင်အားစုများအပြင်ပြည်ပနိုင်ငံအစိုးရများနှင့်လည်းပေါင်းဆက်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက်အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းစားမှုများတိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီကိုအောက်ပါပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းလိုက်သည်။ကာကြီးပြည်ထောင်စုဝန်ကြီးပြည်ထောင်စုဝန်ကြီးဌာနဥက္ကဋ္ဌခါခွေပြည်ထောင်စုဝန်ကြီးနိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဥက္ကဋ္ဌခငယ်ပြည်ထောင်စုဝန်ကြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဒုတိယဥက္ကဋ္ဌနှင့်ခါကြီးဥက္ကဋ္ဌဝန်ကြီးချုပ်နေပြည်တော်ကောင်စီတိုင်းဒေသကြီးပြည်내အစိုးရအဖွဲ့ဝင်ငါဥက္ကဋ္ဌမြန်မာနိုင်ငံတော်ဗဟိုဘဏ်အဖွဲ့ဝင်စလုံးတိုင်းမှုသက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အဖွဲ့ဝင်စလေဒုတိယဝန်ကြီးပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအဖွဲ့ဝင်စာခွဲဒုတိယဝန်ကြီးကာကွယ်ရေးဝန်ကြီးဌာနအဖွဲ့ဝင်စာမြင့်ဆွဲဒုတိယဝန်ကြီးနယ်စပ်ရေးရာဝန်ကြီးဌာနအဖွဲ့ဝင်ညဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်ဥပဒေရေးရာဝန်ကြီးဌာနအဖွဲ့ဝင်တာလင်းချိဒုတိယဝန်ကြီးပြန်ကြားရေးဝန်ကြီးဌာနအဖွဲ့ဝင်ထောင်ပဲဒုတိယဝန်ကြီးလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအဖွဲ့ဝင်တိုင်းကဒုတိယတပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်အဖွဲ့ဝင်တိုင်းမို့ဒုတိယဝန်ကြီးပြည်ထောင်စုဝန်ကြီးဌာနအတွင်းရေးမှူးနာကြီးရဲချုပ်မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြည်ထောင်စုဝန်ကြီးဌာနတွဲဘက်အတွင်းရေးမှူးတာဝန်ဘူးဒုတိယရဲချုပ်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြည်ထောင်စုဝန်ကြီးဌာနတွဲဘက်အတွင်းရေးမှူးနှင့်အပိုက်နှင့်အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းစားမှုများတိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီ၏လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်သည်။ကာကြီးအွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းစားမှုများအမြင့်ပြတ်တိုက်ဖျက်ရေးအတွက်မူဝါဒများချမှတ်ခြင်းခါဝေအွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းစားမှုများတိုက်ဖျက်ရေးအတွက်လိုအပ်သည့်ကော်မတီများဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များသတ်မှတ်ပေးခြင်းကငယ်အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းစားမှုများတိုက်ဖျက်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်း SOP များရေးဆွဲချမှတ်ခြင်းကာကြီးအွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းစားလုပ်ငန်းများ၌တရားမဝင်ရောက်ရှိလုပ်ကိုင်နေသောနိုင်ငံသားများနှင့်ဆက်လျင်း၍ပြန်လည်လွှဲပြောင်းပေးရန်သက်ဆိုင်ရာနိုင်ငံများနှင့်ညှိနှိုင်းဆောင်ရွက်ခြင်းငါအွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းစားမှုများတိုက်ဖျက်ရေးအတွက်နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ခြင်းအမိန့်အရအောင်လင်းတွေအမှုဆောင်ချုပ်ဟုဖော်ပြပါရှိပါတယ်ခင်ဗျာ